Hello ညီကိုတို့မင်္ဂလာပါဒီနေ့ကတော့ကိုအသင်းကိုနည်းလေး high မဲ့အကြောင်းလေးပြောကြည့်အောင်အကြောင်းကတော့နည်းနည်းစိတ်ကူးရင်ဆက်မြင်မယ်ကျွန်တော်တို့စိတ်ကူးမရင်ရလဲတော်တော်ကြာနေပြီဗျချန်ပီယံလိရပြီးနောက်နှစ်တူချယ်နဲ့လက်ထက်မှာဒီလိုမျိုးခံစားရတယ်အဲ့ဒီနောက်ပိုင်းတူချယ်ထွက်သွားပြီးနောက်ပိုင်း blue coat owner ဝင်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီလိုမျိုးမခံစားရတာတော်တော်ကြာနေပြီပိုင်ရှင်တွေစောက်တလဲလုပ်ပြီးတော့နီးပြရေးထုတ်လိုက်ကစားသမားငယ်လေးရှောက်ခေါ်လိုက်ကစားသမားအဲ့ဒီအများကြီးစောက်တလဲကောင်လေးရှောက်ခေါ်လိုက်နေအသိအယုံလိုက်ကန်လိုက်10ရောက်လိုက်17ရောက်လိုက်ချန်ပီယံလိဝင်လိုက်ချန်ပီယံလိဝင်လိုက်လေကျွန်တော်လုံးနဲ့ခြားလိုက်နေရဒီနှစ်ကတော့အဲ့လိုတွေအကုန်လုံးပြောင်းပြန်လန်ဝိုင်းလို့ကျွန်တော်ထင်တယ်တင် challenge လုပ်ဖို့ကအရန်ခက်ခဲတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ထက်ကောင်းတဲ့အသင်းတွေအများကြီးရှိတယ်ကျွန်တော်တို့အခုချန်ပီယံဖြစ်နေတဲ့အသင်းတွေရှိတယ်လို့ချန်ပီယံကိုအမြဲစိန်ခေါ်နေတဲ့အသင်းတွေရှိတဲ့အတိုင်းပဲလည်းကျွန်တော်တို့ကိုအသင်းကိုနည်းလေး feed တက်ကြည့်ရတာပေါ့ဒီနေ့နောက်ပိုင်းမှာ Chelsea ပိုင်ရှင်တွေကလူငယ်တွေရှောက်ဝဲပြီးလူငယ်တွေပြိုးထောင်မယ်ဆိုပြီးအသင်းမှာလူငယ်တွေကြီးပဲဝဲနောက်ပြလို့ရှိရင်အသင်းရဲ့ balance ကမညီပဲနဲ့အသင်းမှာရလက်တွေရဖြစ်ချင်းလို့ဖြစ်ညီပြတွေပြောင်းချင်းလို့ပြောင်းအဲ့လိုအခြေအနေတွေနဲ့ဒီနှစ်ကအလွန်တော်တော်ကွဲပြားသွားပြီလို့ကျွန်တော်ထင်တယ်ဘေးကစားလဲဆိုလို့ရှိရင် London ပြည်သက်တွေက Chelsea ပိုင်ရှင်တွေကိုဆန္ဒပြတဲ့အခါမှာပိုင်ရှင်တွေကလည်းမဖြစ်တော့ဘူးဆိုတော့အတိတ်အထားနဲ့ပေါ့နော်ကျွန်တော်တို့သူတို့ဇာဗီအလွန်ဆိုစခေါ်တယ်ဇာဗီအလွန်ဆိုစခေါ်ပြီးတော့ဇာဗီအလွန်ဆိုကိုပဲသူတို့ backup လုပ်မယ်သူတို့ထောက်ပံ့မယ် support မယ်ဆိုပြီးတော့သူတို့ဒီနှစ်မှာလူတွေကိုသိချပြီးရွေးပြီးခေါ်လိုက်လို့ကျွန်တော်ထင်တယ်တိုက်တဲကို challenge လုပ်ဖို့ဆိုလို့ရှိရင်ပထမဆုံးအရေးကြီးဆုံးအချက်ကတော့အသင်းပိုင်ရှင်တွေပေါ့နော်အသင်းပိုင်ရှင်တွေကတကယ်ဟောအသင်းကိုဖလားရဖို့အတွက်ကူညီနေလားဆိုတာအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့အသင်းပိုင်ရှင်တွေကပထမဆုံးဇာဗီအလွန်ဆိုနီးပြခန့်လိုက်တာအနေစမယ်နောက်ပြီးရင်းနှစ်တွေကလူငယ်ပဲဝယ်ပြီးတော့ဆောက်သွဲလုံးမနေပဲနဲ့နီးပြလိုချင်တဲ့တကယ်ကစားသမားအစ်စ်တွေကိုအသင်းတွေလိုရမယ့်ကစားသမားအစ်စ်တွေကိုဖြည့်ဆည်းပေးနေရလဲအဓိကအချက်တစ်ချက်ပေါ့နော်ဒုတိယအချက်နေကတော့နီးပြပေါ့နော်အသင်းမှာဖလားကိုစိန်ခေါ်ခြင်းလို့ရှိရင်အဲ့ဒီဖလားကိုစိန်ခေါ်နိုင်တဲ့အရေးချင်းရှိတဲ့နီးပြတယောက်ကတော့ကျွန်တော်တို့လိုအပ်တယ်လို့ထင်တယ်ဇာဗီလွန်ဆိုတာအဲ့လိုအရေးချင်းနေရှိကြောင်းတက်တည်ပြထားနီးပြတယောက်ပေါ့နော်ဘိုင်ယန်လီဗာပူးမှာသူဘာတွေလုပ်ပြထားလဲဆိုတာလေလူတိုင်းတွေ့တယ်Real Madrid မှာကစားသမားတွေနဲ့အဆင်ပြေခဲ့လို့အခြေအနေကြီးစိုးပေမဲ့ဇာဗီအလွန်ဆိုဖလားတွေယူနိုင်တဲ့အရေးချင်းရှိတဲ့နီးပြတယောက်ဆိုတော့ဘယ်သူမှညှိမှာမဟုတ်ပါဘူးနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကဖလားရနိုင်တဲ့ဖလားကိုစိန်ခေါ်နိုင်တဲ့အချိန်အနေနဲ့အချိန်အခါမှာရှိနေတယ်ဆိုတာပဲဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့အသင်းတွေအကုန်လုံးကဥရောပပွဲတွေကနေနေတဲ့အချိန်မှာကျွန်တော်တို့ Chelsea အသင်းကတပတ်ကိုတပွဲပဲနဲ့ဘာဥရောပဖလားမှမရှိပဲနဲ့လွတ်ကင်းတပတ်ကိုတပွဲပဲကန်နိုင်မယ်ဆိုတဲ့အခြေအနေကလည်းတကယ်ကိုဖလားလမ်းကြောင်းမှာရှင်ဖလားကိုစိန်ခေါ်နိုင်မဲ့အခြေအနေသူများတွေတက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူများအသင်းတွေကပွဲတွေပန်းမယ်နောက်ပြလို့ရှိရင်ကစားသမားတွေအနေနဲ့အများတော့ပြပွဲတွေအများကြီးကန်ရတဲ့အတွက်ဒဏ်ရာတွေလက်ခံစားရမှာပဲအဲ့ဒီအချိန်မှာကျွန်တော်တို့အသင်းကတပတ်ကိုတပွဲတဲ့နဲ့ပေါ့နော်ဘလို့မှpressure ကင်းနဲ့တပတ်ကိုတပွဲကန်ရမယ့်အချိန်ခါမှာရှိရဆိုတော့အဲ့ဒီအချိန်ခါလည်းကျွန်တော်တို့ဖလားကိုစိန်ခေါ်နိုင်မှုအတွက်တကယ်ကိုကောင်းတဲ့အချိန်ခါဖြစ်မယ်လို့ကျွန်တော်ထင်တယ်တပတ်ကိုတပွဲပဲကန်လို့ဖလားရနိုင်မယ်ပြောတာမဟုတ်ပေမဲ့အကယ်လို့ကျွန်တော်တို့အသင်းဖလားရဖို့ကြိုးစားနေတယ်အမှန်တကယ်ကြိုးစားနေတယ်ဆိုလို့ရှိရင်တပတ်တပွဲပဲကန်ရတာဟာကျွန်တော်တို့ကတကယ်ကိုကောင်းတဲ့အခွင့်အရေးလို့ကျွန်တော်ပြောချင်တာနောက်တစ်ချက်ကတော့ကျွန်တော်တို့အသင်းမှာတကယ်ဖလားကိုစိန်ခေါ်နိုင်တဲ့လူစီးနဲ့အရေးအချင်းရှိတဲ့ကစားသမားတွေရှိလားဆိုတာလည်းတကယ်ကိုအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ကစားသမားတွေနဲ့အခြားအသင်းမှာရှိတဲ့ကစားသမားတွေနဲ့ရှင်းကြည့်အောင်ဒါတော့ကျွန်တော်တို့ Chelsea အသင်းနဲ့ Title Defender Arsenal အသင်းရဲ့ Title Challenge လုပ်မယ်ဆိုလို့ရှိရင်ဘယ်တော့မှဖယ်ထားလို့မရတဲ့ Manchester City အသင်းရဲ့နောက်နှစ်ဖြစ်နိုင်ရရှိတဲ့ Live Losing ပေါ့နော်တိုက်စစ်မှုနေရာနေစပြောလို့ရှိရင် Chelsea မှာ Joao Pedro Arsenal မှာ Gyökeres နဲ့ Manchester City က Haaland ပေါ့နော်ဒီနေရာမှာတော့ Haaland ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့နှစ်သင်းရဲ့တိုက်စစ်မှုတွေကတော့ Haaland ကိုတော့လိုက်လို့မိမယ်လို့မထင်ဘူးဒါပေမဲ့လည်းကျန်တဲ့တိုက်စစ်မှုနှစ်ယောက်ကလည်းတကယ်အရေးကြီးရှိပြီးအသင်းကိုကူညီပေးနေတဲ့တိုက်စစ်မှုတွေဖြစ်တယ်နော်တိုက်စစ်မှုကြည့်မယ်ဆိုလို့ရှိရင်လည်းအခုမှလောလောခေါ်ထားတဲ့119တန် British Sun ချင်းတင်ပြောင်းရွှေ့ခြင်းနဲ့ပြီးထား Morgan Roger နဲ့ကိုပါမှာ Chelsea မှာရှိရဆိုအဲ့ Chelsea ကစားသမားနှစ်ယောက်ကကျွန်တော်တို့ Arsenal နဲ့ Man City ကိုရှင်ပြီးတော့ကစားနိုင်စရာအကြောင်းတော့လုံးဝမရှိဘူးတိုက်စစ်အတွက်ဖက်အနေနဲ့ကတော့ကျွန်တော်တို့အသင်းကသူတို့နှစ်သင်းကိုရှင်ပြိုင်နေတဲ့အရေးရှိတဲ့ကစားသမားရှိရလို့ကျွန်တော်ယူဆတယ်။ကဲအဲ့ဒါဆိုကျွန်တော်တို့ကွင်းလေအကြောင်းဆက်ပြောအောင်။သုံးသင်းလုံးကတော့အခုချိန်ထိတိကျသေးကြတဲ့ကွင်းလေကိုပိုင်ဆိုင်ထားတာတော့မရှိဘူး။
Chelsea ဆိုလို့ရှိရင်လည်း Enzo Fernandez ကထွက်မလားမသိသေးဘူး Arsenal ဆိုလို့ရှိရင်လည်းသူတို့ကစားသမားကွင်းလေကစားသမားအသစ်ကိုခေါ်ယူဖို့လုပ်နေတယ် Manchester City ဆိုလို့ရှိရင်လည်းသူတို့အနေနဲ့အခု Anderson ကိုသူတို့အသင်းရဲ့လည်း record signing fee နဲ့ပဲခေါ်ထားတယ်။ဒါဖြစ်လို့ရှိရင်အခုလောလောဆယ်လည်းRodri က Real Madrid ကိုပြောင်းမယ်ဆိုတဲ့အတန်တွေထွက်နေတယ်။အဲ့ဒီတော့3သိန်းလုံးရဲ့ကွင်းတွေကတိကျတဲ့လူစီမရှိသေးဘူး။ဒါပေမဲ့အကယ်လို့ Enzo Fernandez တာမထွက်ဘဲနဲ့ကျွန်တော်တို့ကွင်းတွေမှာဆက်ရှိနေမယ်ဆိုလို့ရှိရင်Caicedo နဲ့ Enzo Fernandez ကArsenal နဲ့ Man City ရဲ့ကွင်းတွေကိုရှင်းပြီးတော့မကန်နိုင်စရာအကြောင်းတော့ဘာမှတော့မရှိဘူးပေါ့နော်အကယ်၍ဒါ Enzo ထွက်သွားမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အသင်းကEnzo နဲ့ Enzo နီးပါးအရေးချင်းရှိတယ်ကွင်းလေဒီကစားသမားတယောက်ကိုခေါ်มาဖြစ်တဲ့အတွက်ကြောင့်ကွင်းလေအချင်းရလည်းကျွန်တော်တို့ Arsenal နဲ့ Man City ကိုရှင်းပြီးတော့မကန်နိုင်စရာအကြောင်းတော့လုံးဝမရှိဘူးလို့ကျွန်တော်ထင်တယ်အဲ့လိုသူတို့ရှင်းကမ်းဖို့လည်းအရေးချင်းနေပြည့်ချီရလို့ကျွန်တော်ထင်တယ်အဓိကကတော့နောက်တန်းပေါ့နော်ဒီ3နှစ်စလုံးနဲ့မှာနောက်တန်းအသုံးမကျဆုံးကတော့ကျွန်တော်တို့ရဲ့နောက်တန်းပေါ့နော်အာဆင်နယ်မှာဆိုလို့ရှိရင်လည်းဆာလီဘာနဲ့ဂက်ဘရီယယ်ဆိုတာအကောင်းဆုံးအခုကမ္ဘာအကောင်းဆုံးနောက်တန်းအတွဲလို့တော့ပြောလို့ရတယ်ကျွန်တော်တို့ Man City မှာဆိုလို့ရှိရင်လည်းကစားသမားအကောင်းတွေအများကြီးရှိတယ်ဒါပေမဲ့ Chelsea မှာဆိုလို့ရှိရင်နောက်တန်းကတော်တော်လေးကိုညံ့နေတဲ့မှာပါတယ်အရင်နှစ်ကလည်း Chelsea အဆင့်တွေတစ်ဆယ်တွေရနေတဲ့အသင်းတွေရှုံးနေရဆိုတာလည်းနောက်တန်းကညံ့လို့ဆိုတာအဓိကအရေးကြီးအခုထိဘိုလီတော့အုပ်စုကကျွန်တော်တို့နောက်တန်းကိုပြင်ဆင်ပြောင်းလဲနိုင်ခြင်းမရှိသေးဘူးပေါ့နော်အဓိကလိုအပ်တဲ့လူတွေလည်းမခေါ်နိုင်သေးဘူးသူတို့ခေါ်မယ်လို့လုပ်နေတယ်ကျိုးတော့စူးစမ်းနေဒါပေမဲ့အခုထိတော့မခေါ်ရသေးဘူးရောင်းတဲ့ကစားသမားတွေလည်းအခုထိမရောင်းသေးဘူးအရင်နှစ်တုန်းကအတိုင်းပဲအခုထိရှိသေးတယ်ဒါအပြင်ကျွန်တော်တို့အသင်းရဲ့အဓိကအကောင်းဆုံးကစားသမားပေါ့နော်အသင်းရဲ့အကောင်းဆုံးကစားသမားတွေတယောက် left back ကလည်းကူကူရလာလည်းအခု Real Madrid ကိုပြောင်းသွားပြီဆိုတော့အဲ့နေအောင်လည်းကျွန်တော်တို့အစားထိုးပြီးမဖြစ်နိုင်သေးဘူးနောက်တန်းကစားသမားဆိုလို့ right wing back မှာကစားမယ် Marco Palestra တယောက်ပဲရောက်သေးတယ်အဲ့တော့ကဒီ3သင်းထဲမှာအဓိကနောက်တန်းဆောက်သုံးမကြဆိုတော့ကျွန်တော်တို့အသင်းဖြစ်ပြီးအကယ်၍သာကျွန်တော်တို့အသင်းရတရားကိုဒီနောက်တန်းတစ်ခုလုံးမပြင်ဆင်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်နေ့လေဒီလိုပုံစံမျိုးနဲ့ပဲဆက်သွားနေမှာပဲဘယ်နီးပြပဲခေါ်ဘယ်တကြားမင်းပဲရှင်းပြနီးပြဒီနောက်တန်းကစားသမားတွေကတော့ကျွန်တော်တို့လုံးဝဘာမှကိုစောက်သုံးကြမဟုတ်ပါဘူးအဲ့ဒီတော့အကယ်၍သာပိုလီတို့အနေနဲ့အသင်းကိုတကယ်ပဲပြောင်းလဲခြင်းနဲ့တကယ်ပဲအသင်းကိုဖလားရချင်နေဆိုလို့ရှိရင်ဒီနောက်တန်းတစ်စုံကိုလုံးဝပြောင်းလဲရမှာဖြစ်တယ်လို့စိတ်အချရဆုံးနောက်တန်းတစ်စုံခေါ်ယူပေးဖို့အတွက်တကယ်ကိုအရေးကြီးပါတယ်အဲ့ဒါမှသာကျွန်တော်တို့အသင်းအနေနဲ့တကယ်ဖလားတွေကိုစိန်ခေါ်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်